ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သူဇာ Audiobook Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်နော်။ဒီတစ်ခါမှာတော့အိမ်ငါအသစ်ဆိုတဲ့ရင်ခုန်ဆက်လို့ရှားစာဝတ္ထုကောင်းလေးတစ်အုပ်ကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးတော့မှာဖြစ်လို့လေအဆုံးထိလိုက်ပါခန်းစားနားဆင်မိကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ intro လေးပြီးသွားရင်စလိုက်ကြအောင်ပါနော်။ဒီနေ့အဲ့ရာကစောစောနိုးတာနဲ့ခြံထဲကပန်းမင်တွေကိုရီလောင်းရင်းနွေရာသီရောက်လာပြီဆိုတော့တချို့ရက်တွေခြောက်ပြီးနွမ်းနေတဲ့အပင်လေးတွေကိုကိုင်းနေဖြတ်လိုက်မြေအစ်စ်တွေထက်လိုက်နဲ့လုံနေတာနောက်ကိုလူရောက်နေတာတော့သတိမထားမိလိုက်ဘူးမောင်လေးမောင်လေးအော်ဟုတ်ကဲ့အမကဟိုဘက်အိမ်ကအစ်စ်ပြောင်းလာတာလေမောင်လေးနဲ့တော့မစုံဘူးသေးဘူးအန်တီစီကလှေကားလေးငှားထားတာအဲ့ဒါပြန်လာပေးတာအော်ဟုတ်အမေကဥပုံနဲ့ဆိုတော့ဖုန်းကြီးကြောင်းသွားနေတာအော်ဟုတ်လားဒါဆိုရင်ငါမောင်နဲ့ကြုံတော့မိတ်ဆက်ထားအောင်မှာပဲအမနာမည်ကိုမှတ်ပေးအောင်နော်အမနာမည်ကခင်နန္နာကျော်တဲ့မနန္နာလို့ပဲခေါ်နော်အိမ်နီးနားချင်းတွေဖြစ်သွားပြီဆိုတော့အားရင်လည်းလာလဲအောင်ပေါ့ဟုတ်ကဲ့ကျွန်တော်နာမည်ကစိုးမိုးပိုင်ပါဗျတနေ့ကအမေကကျွန်တော်ပိုင်တဲ့ဘေးအိမ်ကိုလူသစ်တွေပြောင်းလာတယ်လို့တော့ပြောတယ်ကျွန်တော်ကလည်းအပြင်ထွက်လိုက်အိမ်မှာနေရင်လည်းဂိမ်းဆော့လိုက်နေဆိုတော့တေချာသတိမထားမိလိုက်ဘူးဒီနေ့တောင်အမေနဲ့အဖေကဖုန်းကြောင်းသွားမှာဆိုတော့စောစောထပြီးဒီအတိုင်းထားရင်နွမ်းချောက်ပြီးလွတ်ပြရတော့မဲ့ခြံထဲကပန်းမင်တွေကိုအလုံးရှိအလုံးရှာပြီးရေလောင်းပေါင်းတင်လုပ်နေတာအခုလာသွားတဲ့အမျိုးသမီးကတော့ကျွန်တော်ထက်တော်လေးတက်ကြီးရယ်ဆိုပေမဲ့စကားပြောတာပွန့်ပွန့်လင်းလင်းနဲ့ရုပ်ရည်ကလည်းခိမိတယ်လို့ဘာမှပြောစရာမလိုအောင်ပြည့်စုံနေတော့စိတ်ဝင်စားသွားမိတာဝန်ခံရမယ်ဘာပဲပြောပြောအရင်အိမ်ငါးတွေလိုတောသချင်းတွေအတန်အကျယ်ကြီးဖွင့်နေညမသိအော်ဟစ်ရန်ဖြစ်နေတာမျိုးမဟုတ်တာနဲ့ရင်ကျေးဇူးတင်ရမယ်အခုလိုမျက်စိပဓာသားဖြစ်တဲ့အလှမျိုးပိုင်ဆိုင်ထားတဲ့အမကြီးဆိုတော့လေအပိုစုပဲပေါ့ဗျာအမေနဲ့အဖေကအစိုးရဝန်ထမ်းအကြီးပိုင်းနေဆိုတော့ခဏခဏခရီးထွက်ရတယ်အခုတော့ရုံးပိတ်ရက်နဲ့မို့လို့အိမ်ပြန်ရောက်နေတာသူတို့ပင်စင်ယူမှပဲကျွန်တော်အတွက်အလုပ်တစ်ခုခုစီစဉ်ပေးမယ်ပြောတာပဲလောလောဆယ်တော့ဘွဲရပြီးရအောင်ဘာအလုံးမှမလုပ်ခိုင်းပဲအိမ်မှာပဲလဲရပြန်စားရေးလုပ်ခိုင်းထားတာသူတို့ခရီးသွားရင်လဲသူတို့လည်းနေရတယ်မထင်ပါနဲ့အမေဘက်ကရွှေမျိုးမကင်းတဲ့မတ်ချယ်ရီကိုအိမ်လာဆောင်ငိုင်းပြီးကျွန်တော်ကိုထိန်ငိုင်းထားတာမတ်ချယ်ရီကကျွန်တော်10 တန်းဖြေတုန်းကဂတ်လုပ်ပေးဘူးတယ်ဒါကြောင့်လဲအမေနဲ့အဖေရဲ့လူယုံတော်ဖြစ်နေပြီးသူတို့မရှိတဲ့အချိန်ဆိုဘန်နာရေးကအစအိမ်ရဲ့ကိစ္စတွေအားလုံးကိုသူ့ကိုပုံအပ်ထားတာမတ်ချယ်ရီကဟင်းချက်လဲကောင်းတယ်လို့ဘာသာရေးလက်လိုက်စားတော့အပြိုကြီးဖြစ်ပြီးစကားပြောရဆိုတာကတော့နည်းနည်းလက်ပေါက်ကတ်တယ်ပြောရမယ်အခုလေ तू ကအလှမ်းဝေးတဲ့နယ်ဘက်ကိုကြာလို့ကြောင်းဆီယာမအလောက်ကနေထွက်ပြီးအပြင်ဘော်ရာတွေမှာပဲစာတင်တော့တာ။ तू စာတင်သွားတဲ့အချိန်တွေဆိုရင်တော့ကျွန်တော်လဲသင်ငန်းစာအစ်စ်တွေနဲ့စိတ်ကူးရင်ကဘာထဲမှာရွက်လင့်တော့တာပဲ။ပြောရမယ်ဆိုရင်အပြင်မှာသာသူ့ကိုမျက်နှာချင်းဆိုင်ပြီးစကားကောင်းကောင်းမပြောရတာ။စိတ်ကူးရင်ကဘာထဲမှာတော့ तू ကမင်းသမီးပဲ။တားငယ်ရေတားငယ်လာပြီမေကြီးရေခဏလေးဘတ်တယ်ဆိုင်နေကမှအရေးတကြီးလှမ်းခေါ်နေတဲ့မာသားကြီးကြောင့်ပွဲကိုအမြန်ဖြတ်လိုက်ရတယ်။နိုင်သွားလို့တော်သေးတာပေါ့။မဟုတ်ရင်ဂိမ်းထဲကသူတော်ကောင်းအပေါင်းတို့ရဲ့မြစ်တာပို့တာကိုခံရအောင်မယ်။ကိုကလည်းဂျန်ဂလာကင်ထားတာဆိုတော့ AFK ဖြစ်သွားရင်ကြံတဲ့၄ ကောင်လုံးက report ကျွေးမှာတေးကြတယ်။အကောင့်ကလည်း credit score က100တောင်မကျော်တော့ဘူး။ဟုတ်မေကြီးမေကြီးတို့နေပြည်တော်ကိုအစည်းအဝေးသွားမလို့တပတ်လောက်ကြာမယ်။အဲ့ဒါလင်းလင်းမမနေနော်ညဘက်တည်းအပြင်သိမ့်မထွက်နဲ့မင်းအမချယ်ရီစကားကိုလည်းနားထောင်ကြားလားမင်းညဘက်တည်းဘောလုံးမွဲကြည့်တာအိမ်မှာပဲကြည့်လေကွာအိမ်မှာလည်းလိုင်းဆောင်တက်ပေးထားတာပဲဖေးကြီးကလည်းတားလဲအသက်20ကျော်နေပြီတငယ်ချင်းနဲ့အတူတူကြည့်နေတာပေါ့ညနေပွဲတွေဆိုမကြည့်ပါဘူးမင်းုံပြောလိုက်ရင်စင်ကြီးစင်လက်စင်ရွက်နဲ့ဒီတစ်ခါငါပြန်လာလို့ဘီယာရဲ့ရက်တွေတောက်တယ်ကြားရင်တော့မင်းနဲ့ငါနဲ့တွေ့ပြီနော်မိဘမျက်နှာအိုးမဲလာမတုံနဲ့ဖာသားကြီးရဲ့ဆုံးမဩဝါဒတွေနဲ့စူပူကျိမ်းမမှုတွေကိုခံယူရင်းအသာငြိမ်နေရရှာတယ်။မဟုတ်ရင်မုံမိုးကရမှာမဟုတ်ဘူးလေ။မေကြီးနဲ့ဖေကြီးကမှားတန်းချွေနေတော့မှပဲအသက်ရှူပေါက်ရတယ်ပြောရမလား။တစ်ဖက်ငါမမချောချောကရောက်ချလာတယ်။ဦးလေးနဲ့ဒေါ်လေးအိမ်မှာမွေးငါချက်လို့လာပို့တာ
အော်အေးကွယ်သမီးလာထိုင်အောင်လေဒေါ်လေးတို့နေပြည်တော်ကိုအစည်းအဝေးသွားမလို့တခုလိုတာရှိရင်မင်းမောင်ကိုခေါ်ခိုင်းတော့အာမနာနဲ့ဟုတ်ကဲ့ပါဒေါ်လေးအော်အာမနာနဲ့ဆိုလို့ပြောအောင်မေအိမ်ကမီးခလုတ်တွေကမကောင်းတော့လို့အဲ့ဒါမိပြင်သမားအသိရှိရင်ပြောဝေးပါအောင်မင်းမောင်ကအီပီနဲ့ကြောင်းပြီးထားတာသူ့ကိုသာခေါ်ကြည့်ခိုင်းလိုက်အဖေကြီးဝင်ပြောလိုက်တဲ့စကားကြောင့်ဝမ်းသာရမလို့ဝမ်းနဲ့ရမလို့ပဲကိုကအီပီနဲ့သာကြောင်းပြီးထားတာစာရက်မေ့နေပြီအခုမှတည့်ရတဲ့စိမ့်ရှိမှာအဆက်ကွဲရင်တော့သွားပြီလေမင်းအမချယ်ရီရောက်ရင်သွားပြင်မေးလိုက်ကြလားတခုလိုတာရှိရင်ကူညီပေးလိုက်သူတို့မှာကယောက်ျားသားနာရှိတာမဟုတ်ဘူးကိုယ့်ရဲ့အိမ်ငါးတွေဆိုတော့ဂယုစိုက်ပေးရမယ်တာဝန်လည်းရှိတယ်ကဲသမီးရေအန်တီတို့သွားလိုက်အောင်မယ်နော်အရေးပေါ်ဆိုတော့လေနဲ့ပဲသွားရမှာလေရင်ချိန်နောက်ကျလို့မဖြစ်ဘူးမင်းမောင်နဲ့စကားပြောကြံခဲ့အောင်နော်လိုတာရှိရင်အန်နီစီကိုဓာတ်ရိုက်ဖုန်းခေါ်လိုက်သိလားအဖေနဲ့အမေရဲ့အဲဝတ်ကြေပြုံပြီးကျွန်တော်စီအပ်ခဲ့တဲ့အိမ်ငါအမကြီးကိုဘလို့စကားလက်ခံပြောရမလဲမသိတငယ်ချင်းတွေကြားမှာသာကိုကဆရာကြီးဖြစ်နေတာအခုလိုမျိုးရင်ခုန်စိတ်လှုပ်ရှားရတဲ့အခြေအနေတွေဆိုရင်အတွေ့အကြုံမရှိတော့ဘာစကားမှကိုပြောမထွက်တော့ဘူးဒါနဲ့ငါမောင်စိုးမိုးကအကြောင်းပြီးသွားပြီဆိုတော့အလုပ်ဝင်တော့မှာလားလောလောဆယ်တော့ဖေကြီးနဲ့မေကြီးကအလုပ်မလုပ်ခိုင်းသေးဘူးသူတို့ကလည်းအမြဲလိုခရီးသွားနေရတာဆိုတော့သူတို့ပင်စင်ယူမှပဲအလုပ်လုပ်ဖြစ်မယ်ထင်တယ်အဲ့ဒါလည်းကောင်းတာပါပဲအခုလောလောဆယ်တော့အတွေ့အကြုံရအောင်လေ့လာတင်တာတွေလေ့လာထားပေါ့သူကစကားဆပြောပြီးကို့အကြောင်းနေမေးနေတော့အလိုက်သိမ့်ပြန်ပြောရင်းစကတ်တူမှာလှကျင်တိုင်းလှနေတဲ့ခင်မီအလှတရားတွေကြောင့်လဲနေရထိုင်ရခတ်နေတာပေါ့ကံကောင်းတယ်ပြောရမလားစကားကောင်းနေတော့မှပဲမက်ချယ်ရီကရောက်ချလာတယ်အမေစိုးမို့မင်းကဧည့်သည်တွေပါတော့ဧည့်ခံတတ်နေပြီပေါ့ဟုတ်ပါညီမလေးရေမောင်လေးကအပြစ်မှန်းကြည့်ရင်သာရုပ်တည်ကြီးနေတာသဘောကောင်းမနှောကောင်းလေးပါသဘောကတော့ကောင်းသလားမမေးနဲ့အမကြီးတငယ်ချင်းတွေဆိုရင်သူ့ဘက်တကားခံတာကျမမှမနေနိုင်လို့အမြဲလိုလိုက်ပြီးစူပူနေရတာမိတ်ဆွေလိုတရင်တနည်းစကားပြောနေတဲ့သူတို့မြတ်ကိုကြည့်ပြီးခံစားမှုရတလေးတွေတောင်ဘယ်ရောက်သွားမှမသိမက်ချယ်ရီကလည်းဒီနေ့မှဘာစိတ်ကူးပေါက်လဲမသိခြိသားအပါဝမ်းဆက်လေးဝတ်ပြီးတနခါပခွက်ကြားလေးလိမ့်လာတော့နနောရဲ့တချင်းလေးနဲ့တောင်စိတ်ကူးရင်ခုန်မိလိုက်သေးတယ်မက်ချယ်ရီကျွန်တော်မက်နနာတို့အိမ်ညက်စစ်ခလုတ်တွေပြတ်နေတယ်ဆိုလို့လိုက်ကြည့်ပေးလိုက်အောင်မေအော်အေးဟုတ်ပြီအဲ့ဒီကနေလက်ဖိတ်ဆိုင်ရောက်မသွားနိုင်ဘူးနော်ငါကိုယ်တိုင်လိုက်ခေါ်မှာမက်ချယ်ရီရဲ့အပြောကြောင့်ပြုံးစီစီနဲ့ထွက်သွားတဲ့မက်နနာနောက်ကနေခလေးတယောက်လိုလိုက်ခဲ့မိတယ်နေ့လေ2 နာရီလောက်ပဲရှိသေးတာဆိုတော့နေကလည်းပူချက်ပါပဲဟိုဘက်အိမ်နဲ့ဒီဘက်အိမ်ကူးတာတော့အိုက်ချက်ပဲအမတို့ကတားလေးရယ်အမအမေရယ်နဲ့တားမိ3 ယောက်ပဲနေကြတာစိုးမိုးတိပြီးပြီထင်တယ်ဟုတ်မေကြီးပြောလို့တော့တိပြီးပြီဗျဒါနဲ့ခလေးဖေကရောအလုတ်သွားလို့နေရလားတားလေးငယ်ငယ်ကလေးကအเจ้าရင်မတိုက်ဆိုင်လို့လမ်းခွက်လိုက်ကြတာအော် sorry ပါအမကြီးကျွန်တော်အဲ့လိုပဲဒဇိုင်းနေနဲ့ဆိုရင်စကားအမှားပါတာများလို့တိတ်စကားမပြောတာကဲအခုဒဇိုင်းမှမဟုတ်တော့တာစကားအမှားပါလဲအမကခွင့်လွှတ်ပြီးသားဘာမှမဖြစ်ပါဘူးကွယ်ဆက်စုသလိုဖြစ်သွားလို့မျက်နှာတွေပူပြီးဘာလို့ဘာခံရမှန်းမသိပြောမိပြောရပြောလိုက်မိတာမနနာကခွင့်လွှတ်တယ်ဆိုမှသာတက်ပြင်းချလိုက်မိတော့တယ်အမေနဲ့သားလေးနဲ့ကဒီနေ့ဟိုဘက်ရက်ကွက်အသေးအိမ်ကိုသွားလဲကြတာညနေမှပြန်လာကြမှာစိုးမို့လွတ်လပ်နေနော်အာမနာနဲ့အမနည်းနည်းပူလို့အပေါ်ဝစ်လဲလိုက်အောင်မေဟုတ်လေဟုတ်ပါတယ်ဒီနေ့နွေရာသီကအတော်လေးပူတာမနနာတယောက်နောက်ထဲဝင်သွားတော့အဲကန်အလှဓာတ်ပုံတွေကိုလှိုင်ငင်းနေမိတယ်ဒီမျိုးသမီးကမော်ဒယ်လုပ်ရင်တောင်ရတယ်အပြိုတုံးကတော်တော်လေးကိုလှမဲ့ပုံပဲမောင်လေးစိုးမို့ရေပြက်နေတဲ့မိခလုတ်ကအမအခန်းရဲ့ဖျားကန်းရင်မှာပြက်နေတာဟုတ်အမကျွန်တော်လိုက်ကြည့်ပေးမယ်လေရော့အေးလေးအရင်တောက်လိုက်ပါဦးသူပေးတဲ့အေးလေးတောက်လိုက်မှနေရထိုင်ရတတ်တာသွားတယ်ပြောရမလားလဲလာတဲ့အစင်ရင်တွေကလည်းကြော်မော်လှပပြီးအလှပတွေကလည်းပြည့်စုံနေတော့မသိရင်ခြေသားအဖြူအပါကပင့်ကိုအိမ်လေးအတိုင်းပဲကဘာတစ်ဖက်ကအလှတရားတွေကိုကြည်ကြည်လင်လင်နဲ့ကိုခံစား권ရနေတာဖះခန့်ကမိခလုတ်ကမိရဝင်ကြောပြတ်နေတာကိုပြန်ဆက်ပေးလိုက်တော့ကောင်းသွားတယ်အိတ်ခမ်းကမိခလုတ်ကလည်းမလဲပဲပြင်ရမှာဆိုတော့
တန်ကြီးကိုလိုက်နေပြီးတော်တော်လေးဖြုတ်ရခတ်နေတာပေါ့အရေးတဲ့မိန်းချထားပြီးမန်းနန္ဒာကအနားကနေဖုန်းမီးလေးနဲ့မီးထိုးပြနေတာဆိုတော့မီးခလုတ်စီကိုအာယုံကမရောက်ပဲမြုပ်တဝက်ပေါ်တဝက်နဲ့နေဝင်စည်းစာချိန်ပင်လယ်အောက်ကိုတဝက်မြုပ်နေတဲ့နေလုံးကြီးလိုအလှတရားတွေစီပဲရောက်နေမိတယ်ပြောရမယ်ဆိုမတ်ချယ်ရီကိုတော့မေ့ချင်မေ့ပြစ်လိုက်လို့ရပြီဟဲ့တော့ဖျားတွေကြွသွားပြီအလဲရောင်မိမ့်မိန်နဲ့နွေရသည်ပူပူမှာအာယုံအဆိုင်များပြီးဂိမ်းဆော့တဲ့အကျိုးတွေကြောင့်နည်းနည်းမိုက်ခနဲဖြစ်သွားတာမက်နန္ဒာကလှမ်းထိတ်လိုက်တော့သူ့ဖုန်းမှာလွတ်ကျသွားပါလေရောမနှောရဲ့တခြင်းလိုမျိုးတရင်ငါလေးပါပဲဆိုပေမဲ့မရောက်တဲ့နေရာတွေရောက်ပြီးနှသိုးကျိုးပြတ်သွားပြီးဇက်စီကအလိုကျတော့တာပေါ့ဗျာဘရိတ်ပေါက်တဲ့ကရေကန်ထဲကျပြီးကန်ကောင်းသလိုပဲအတားအဆီးမရှိတော့ခဏတာဆိုရဲမြစ်တာပင်လယ်ကြီးထဲမှာလက်ပစ်ကူးမိလိုက်ကြတယ်မိခလုတ်ကအစ်စ်လဲမှရမှာမနှံ့တာကျွန်တော်တောင်းဝယ်ပေးမယ်နော်ဟွန်းမိခလုတ်ပဲမဝင်နဲ့ကောင်စုပ်လေးရွှေရုံလေးကောက်ရတယ်လို့ပျော်ရွှင်မှုမျိုးဆိုတာဒါပဲဖြစ်မယ်ကိုထင်ခရင်ရွှေနန်းဆိုသလိုပေါ့ပျော်ရွှင်မှုတွေကိုရင်ဝယ်ပိုက်ပြီးမန္နန္ဒာဟာသစိမ့်မဟုတ်တော့တာကိုသူရောကျွန်တော်ရောလက်ခံလိုက်ကြတာပေါ့ဒါကြောင့်လေမိခလုတ်နဲ့အဖေနေရမရောက်အောင်လိုအပ်တာတွေဝယ်ဖို့အိမ်ပြန်ငှက်လိုက်တယ်မတ်ချယ်ရီမတ်ချယ်ရီအိမ်ပြန်ရောက်တော့မတ်ချယ်ရီရှိမှဘလို့ရင်ဆိုင်ရမလဲတွေးနေတာမတ်ရွှေချောကခေါ်မကြားအောင်မကြားနဲ့နောက်ဖေးဝင်ပြီးချက်ပြုတ်နေရလားမသိလက်ဗလာနဲ့လဲဈေးဝယ်လို့မရဘူးဆိုတော့သူ့စီကလည်းမတောင်းချင်တာနဲ့မေကြီးတိုးတိုးတိတ်ပေးခဲ့တဲ့မုံမိုးလေးကိုဝင်ယူမယ်တွေးလိုက်တယ်အမေမတ်ရွှေချောကကျွန်တော်ဂိမ်းကစားတဲ့ခုံပေါ်မှာထိုင်ပြီးစိတ်ကူးရင်ကဘာထဲမှာသူ့ကြောင်လေးနဲ့စော့နေတာကျွန်တော်ရောက်နေတာကိုတော့မသိဘူးအခုမှဘတ်တက်တစ်ခုမှကျယ်ငါးပွင့်ရလာတာထပ်ပြီးတာဝါချိုးရမယ်ဆိုတော့ဂိမ်းထဲကိုဝင်လိုက်တော့တာပေါ့ဟဲ့စိုးမိုးကောင်စုပ်လေးနေကဂိမ်းစော်တာကျွမ်းချက်ပဲထင်တာမထင်ထားဘူးမတ်ချယ်ရီကလည်းလူကိုအထင်မသေးပါနဲ့နော်နောက်ဆိုအတူတူတွဲဆော့ဖို့ခဏခဏမခေါ်နဲ့ဈေးကိုလိုအပ်တာတောင်းဝယ်လိုက်အောင်မယ်ဒီတစ်ခါမေကြီးနဲ့ဖေကြီးခရီးသွားတာအရင်ခောက်တွေလိုပြင်းစရာမကောင်းတော့ဘူးဂိမ်းတူတူစော့မဲ့မတ်ချယ်ရီရှိသလိုအစ်စ်ပြောင်းရတဲ့မတ်နန္ဒာကလည်းမြစ်တာပြေးသွားတော့ကျွန်တော်ကန်ကောင်းတယ်ပြောရမလားလိုအပ်တာတွေဝယ်ပြီးဈေးရပြန်လာတော့အိမ်ပြန်လဲလေးဟာခါတိုင်းထပ်ပိုလှနေတော့တာပေါ့ဗျာဟုတ်ကဲ့ပါပြိသက်ကြီးရေဒီနေ့တင်ဆက်ပေးခဲ့တဲ့ရင်ခုန်စစ်လို့ရှားစရာစာအုပ်ကောင်းလေးကတော့ဒီမှာပဲတခါရဆက်သိမ်းသွားခဲ့တာဖြစ်ပါတယ်နော်နောက်နေ့တွေမှာဆိုရင်လေပြိသက်ကြီးကျန်းတဲ့တက်လောက်မယ်ထင်တဲ့စာအုပ်ကောင်းလေးတွေကိုအမြဲလိုရှာဖွေတင်ဆက်ပေးသွားမှာဖြစ်လို့လေသူစားရဲ့ channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လုပ်ပြီးတော့အားပေးသွားကြဖို့မမေ့ပါနဲ့နော်အဆုံးထိနားဆင်ပေးကြတဲ့အတွက်လည်းပရိသတ်ကြီးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်